ကျွေးရောလိုက်တာဗျာနှမျောကြကောင်းလိုက်ကြည့်လေကဲဘဘဲမောင်တဲ့နဲ့လူတိုင်းအိမ်ဦးမှဘဘဲမောင်တဲ့နဲ့သူ့ညီမကိုဘယင်ကသိမ့်လို့ဒေါသတွေထွက်ပြီးတော့သေရတာလေဘဘဲမောင်တဲ့နဲ့နတ်မောင်နှမရဲ့ဒေါသထွက်လို့သေရကိုကြီးကျော်စိတ်ဆိုးပြီးဒေါသလို့သေရမင်းကြီးမင်းလေးဒေါသနဲ့သေငရဲပြေလောဘနဲ့သေပိတ်တာပြေမောဟနဲ့သေတိရစ္ဆာန်ဆိုတော့ဒေါသနဲ့သေတာဖြစ်ချင်းကြောင့်လောဘမောဟနဲ့သေတာဖြစ်ချင်းကြောင့်အဲ့ဒီပုဂ္ဂိုလ်များဒီတရဏုံမထိုက်ဘူးအဲ့ဒါကိုတို့ကဖယားကနဲ့ကပ်ပြီးတော့ဗန္ဒတိဘာဒဝရတိကဗရံသမารိယာမိအာရိဏသမารိယာမိကာမေသမารိယာမိကာမေသူမိစ္ဆာစာတာသူများမရမပြင်းမနဲ့ဆိုတဲ့ပြင်းမာပါတယ်ဆိုတဲ့မင်းကြီးမင်းလေးလက်ထက်တဲ့ပုဂ္ဂိုလ်ကိုဖယားကနာတင်ထားလိုက်ဖယားရှင်ကကာမေသူကိုရှောင်ခိုင်းတယ်သူတစ်ပါးကြီးမရသည်နဲ့သမီးတမချောပါစေမျက်မွေးထော်လို့တစ်ချိန်တော်မြညှော်ကမကြည့်နဲ့မျက်လုံးနဲ့တော့မော့မကြည့်နဲ့